ကျွန်တော်နာမည်ကတော့ပါတက်ကတော့33နှစ်နေတာတော့ပဲခူးတိုင်းလမ်းမှာနေပါတယ်ကိုမိုင်းကတော့ပတ်စတကူပေါ်တာဆွတ်ခံရတဲ့အချိန်တော့2026တလပိုင်း23ရက်နေ့ည9 နာရီခွဲလောက်မှာပေါ့အိမ်ထဲမှာဝင်ဆွဲခံရတာပါတော့ဟိုအပတ်စဉ်21ပါတင်နန်းကာလာတော့2လခွဲဟုတ်2လခွဲတက်ခဲ့ရပါတယ်သူတို့ကဒီလူငယ်တွေကိုစိတ်သက်ပိုင်းတွေကိုပေါ့အဓိကသူတို့ကရိုက်သွင်းတာပေါ့ဒီတပုံတွေကိုမင်းတို့မှမတိုင်ငါတို့မနိုင်ဘူးပေါ့သူအဲ့လိုလည်းပြောပါတယ်နောက်ပြီးတော့ဒီကျွန်တော်တို့အခုလိုမျိုးမင်းတို့ပေါ်တာဆွဲပြီးတော့ငါတို့ဒီထက်ကိုထည့်တယ်အခုမင်းတို့တွေငါတို့စစ်ခွေးလို့ခေါ်ရဲသေးလားမင်းတို့မိသားစုတွေရောစစ်ခွေးလို့ခေါ်ရဲသေးလားအဲ့လိုမျိုးအဓိကထားပြောတာပေါ့ကျွန်တော်တို့တင်နန်းသား290 280လောက်ရှိတယ်အမှသူကအချို့မိသားစုတွေစားဖို့နေတွေအဆင်မပြေတော့ပတ်ဆက်တွေနဲ့ဝင်လာတဲ့လူကတော့10ရောက်15လောက်တော့ရှိလောက်တယ်ဟုတ်ကျွန်တော်တို့ဒီတင်နန်းပြီးတော့ဒီလက်နက်ကင်တပုံတွေပေါ့သူတို့ကတော့အဲ့လိုပြောတာပေါ့မရှိတော့ဘူးနဲနေပြီသူတို့မှာမင်းတို့မျိုးပေါ်မှာပဲအေးဆေးနေရမယ်ဂိတ်တွေမှာပဲနေရမယ်ပေါ့အဲ့ဒါကိုတချို့မသိတဲ့ဟိုလူငယ်လေးတွေကလည်းအဟုတ်ကြီးတွေမှတ်ပြီးတော့ပေါ့နားတဲ့ရိုက်သွင်းထားတော့ငါတို့ဂိတ်မှာဆိုအေးဆေးပဲပတ်ဆက်တွေလည်းရမယ်အဲ့လိုမျိုးတွေပေါ့အခုကျွန်တော်တို့ပြီးလဲပြီးရောကျွန်တော်တို့ကဒီရှေ့တန်းပေါ့ဖာပုံရောက်လာတာပေါ့ကျွန်တော်တို့ဟုတ်ဒီတရင်မှုကိုကျွန်တော်တတ်ဖို့ကကျွန်တော်ဒီအခြေတန်းကိုစထွက်လာတဲ့ဒီကမောင်မောင်းမှာပေါ့အဲ့တဲ့သူ့ကိုကျွန်တော်တတ်ဖို့အတွက်ကျွန်တော်ကြံစည်နေတာဒါပေမဲ့ဒီလူကလည်းအရန်ကိုပါနှက်တော့ကျွန်တော်ဘလို့မှလုပ်လို့မရဘူးပြီးတော့မှကျွန်တော်ကလည်းကျန်တဲ့ညီကိုတွေကိုစီယုံတယ်စီယုံပေးမယ်လဲကျွန်တော်ဘယ်လိုပြောမလဲဒီသူတို့ကလည်းသွားပြီးတော့တိုင်မာလဲစိုးတယ်လေတချို့ရှိလို့ရှိရင်ဆိုတော့ကျွန်တော်အဲ့လိုနဲ့ပဲနေနေကျွန်တော်သူများထက်ပို့ပြီးတော့မှကျွန်တော်ပို့စူးစမ်းပြတာပေါ့ကျွန်တော်အမှစူးစမ်းပြတဲ့အချိန်မှာသူကကျွန်တော်ယုံပြီးတော့မှပစမန်းခန့်လိုက်တယ်ခန့်လိုက်တဲ့အချိန်မှာကျွန်တော်ပို့အခွင့်အရေးရပါတယ်လေအမှအခွင့်အရေးရတော့ကျွန်တော်အမှညီကိုတွေအကုန်လုံးချိတ်တယ်ဟိုဘက်ကတက်ကကောင်တွေရောပါအကုန်ချိတ်တယ်ချိတ်ပြီးတော့မှကျွန်တော်အဲ့ဒီမှာရှိတဲ့2ယောက်ထွက်ပြေးပြီးတော့ပြန်ပြီးတဲ့2ယောက်ကိုသူတို့25ရက်နေတက်မယ်ဆိုပြီးတော့မှအဲ့လိုမျိုးကျွန်တော်ကြားတယ်ပေါ့ကြားတဲ့အချိန်မှာကျွန်တော်က21ရက်နေ့ညကိုကျွန်တော်ဒီကောင်လေးကဲထုတ်မယ်ဒီတရင်မှုပဲကျွန်တော်တခါတည်းအပြည့်ချင်းမယ်ဆိုပြီးတော့မှအဲ့လိုမျိုးကျွန်တော်စီစဉ်ခဲ့တာကျွန်တော်စိုးရင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်စိုးရင်တာကဒီကျွန်တော်ရဲ့ဒီကျွန်တော်နဲ့အတူလိုက်မဲ့ညီကိုတွေကိုအဲ့လိုမျိုးပြန်မိမှာပေါ့နော်ကျွန်တော်အတော့ကတော့ကျွန်တော်အရင်မစိုးရင်ဘူးကျွန်တော်ဗာပဲကျွန်တော်မှတနက်ရှိတယ်ကြီးလဲအပြေပဲဆိုတော့ဒီကောင်လေးတက်လာတာနဲ့ကျွန်တော်တို့ဒီတရင်မှုကိုတက်နေတဲ့အချိန်မှာအထုပ်ဘိုးတွေနဲ့ပြင်ဆင်နေတဲ့အချိန်မှာဒီကောင်လေးတက်လာလို့ရှိရင်ကျွန်တော်ပြစ်ဖို့ကအစင်သင့်ပဲလေကျွန်တော်အဲ့လိုမျိုးဆိုလို့ကျွန်တော်တေမာလဲကျွန်တော်မကြောက်တော့ဘူးအဓိကတော့ကျွန်တော်လွတ်မြောက်ချင်တာပေါ့အဲ့စိတ်နဲ့ပဲကျွန်တော်စူးစမ်းလိုက်တာအဆင်ပြေသွားတယ်ဟုတ်အရန်ကွာချပါကျွန်တော်တို့နဲ့ဒီတော်လိုင်းညီကိုတွေနဲ့တွေ့တဲ့အခါမှာကျွန်တော်တို့နွေထွေးနဲ့ကြိုဆိုတာပေါ့နော်ကျွန်တော်အဲ့ကနေပြီးတော့မှကျွန်တော်လွတ်လာတဲ့အချိန်မှာကျွန်တော်အမြဲတမ်းပဲကျွန်တော်မျက်နှာပြုံးနေတာပေါ့နော်အဓိကတော့စိတ်ချမ်းသာသွားလို့ပေါ့ဟုတ်အခုအတ္တမဆွဲခံရတဲ့အဲ့ပါစာတွေပေါ့ကြိုင်ခဲ့တဲ့ညီကိုတွေတန်ထေတွေရောကျွန်တော်လိုပဲလောက်ကြည့်ပါလို့မကြောက်နဲ့လို့ကို့မှာလည်းတနက်ရှိတာပဲလေကျွန်တော်လိုပဲလောက်ကြည့်ပါအဆင်ပြေသွားလိမ့်မယ်လို့ဟုတ်ကျွန်တော်ချစ်ဆက်ပြီးတော့ကျွန်တော်ဒီကတော်လိုင်းညီကိုတွေနဲ့ကျွန်တော်ပူးပေါင်းပြီးတော့ကျွန်တော်တိုက်ပွဲဝင်သွားမှာပါစာအများကြီးပဲလေပါစာအများကြီးပဲသူတို့မှာကဒီတသားဟောင်းနေတန်နေနည်းနည်းလေးပဲရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီကောင်တွေကိုကျွန်တော်အလွယ်တကူပေါ့နော်ဒီကောင်တွေကိုချုပ်နှောင်လို့ရတယ်တပ်ပလိုက်လို့ရတယ်ဟုတ်ပြီအခုလိုမျိုးအမှန်တရားကိုရေးရဲပုံးထုတ်ဖို့ပြောပြတဲ့အတွက်အရင်ကျေးဇူးတင်တယ်နော်ဟုတ်ကျေးဇူးပါကူ